ဒီခောက်ကအမဲသားစီစိန်မခစ်စားနေတဲ့အမဲသားစီစိန်လေးလှုပ်ရှားကြည့်ထားပါတယ်။သမင်းပေါင်းနဲ့လှုပ်ထားတာဖြစ်တဲ့အတွက်မလွယ်ကူရဲ့နောက်အရသာလေးရှိတယ်တော်တော်လေးလဲနွေးအီလေးနဲ့စားလို့တော်တော်ကောင်းပါတယ်။အလုံးကြီးလေးလိုက်ကြည့်ကြရအောင်။ Let's go အသားနှက်တဲ့ခါမှာထည့်သုံးထားတဲ့အမှုတ်တွေကတော့ဒီထဲမှာဒီခွားကြောင့်မှုတ်ပါတယ်နောက်ဒီစားတိတ်ဖို့အသီးအမှုတ်တွေပါတယ်ငရုတ်ကောင်းအဖြူချက်သွန်ဖြူအမှုတ်ပြီးတော့လို့ရှင်ဒီတိကျဖို့ခောက်အမှုတ်တွေထည့်သုံးတာဖြစ်ပါတယ်ကျွန်တော်တို့အိမ်သားမှာဂိုးမှုစူပါရှိတာဖြစ်တဲ့ဂိုးမှုစူပါနဲ့ဝယ်ထားပါတယ်ဈေးလဲတော်တော်လေးကိုတန်ပါတယ်အသားတွေကိုမှကိုယ်ကြိုက်နှစ်သက်တဲ့ဒီအတုံးအနေထားလေးတုံးပြီးတော့ပါနော်အဲ့လိုအရသာဆက်ပြီးတော့နှပ်ပါမယ်ဒီမှာခုနကကျွန်တော်ပြထားတဲ့အမှုတ်တွေကိုသမင်းစားဆုံးသုံးစုံစီထည့်ပြီးတော့လို့ရှင်အသားမှုတ်ရဲ့တကြားရဲ့စားနေခဲ့ထည့်ပြီးတော့မန္တနာလေးနှိမ့်နေပြီးတော့ပေါ့နော်ကျွန်တော်ရေးခဲ့ကြတဲ့မှာတညတိတ်ထားပါတယ်အချိန်မရှိတဲ့လူတွေတော့တနားရီလောက်တိတ်တယ်ဆိုလို့ရှိရင်လည်းအဆင်ပြေလောက်မယ်လို့ထင်ပါတယ်စီယူကြတော့ကျွန်တော်ဒီအတီးရွက်ဟင်းလေးရွက်စီယူပဲတုံးတာဖြစ်တယ်ကျွန်တော်ဒီတော့အမဲစီစိန်ဖြစ်တဲ့အတွက်ဒီစီမင်းများတုံးဖို့တော့လိုတယ်ကျွန်တော်သမင်းပေါင်းနဲ့လုံးမှာဖြစ်တဲ့အတွက်သမင်းပေါင်းနဲ့ထည့်ပြီးတော့ကျွန်တော်တို့နှွေးတဲ့ခလုံးနဲ့ပဲထားမိနစ်15မိနစ်လောက်ထားပါတယ်ကျွန်တော်စီယူအပူပေးထားတဲ့အချိန်မှာအသားနှက်ထားတဲ့အသားဒီလိုအနေထားမျိုးဖြစ်နေအဲ့ဒါကိုပဲကျွန်တော်တို့ဒီစီမသုံးမဲနဲ့ဒီတိုင်းပဲကျွန်တော်တို့အိုးထဲမှာထည့်လိုက်ပါမယ်ထင်းလိုက်နေတဲ့အချိန်မှာလေအနံ့လေးကတကယ်ရောပြောမပြတ်တဲ့အောင်တော်တော်လေးရောမှုရပါတယ်တော်တော်လေးရောဆိုဒီတိုင်းပဲထိုင်စားခြင်းနဲ့စိတ်တော်ဖြစ်တယ်ပေါ့နော်အဲ့ဒီကနေပြီးတော့ကျွန်တော်ခုနအပူပေးထားတဲ့ဒီစီထဲကိုကျွန်တော်ခုနအသားလေးတုံးလေးအသားတုံးလေးကိုကျွန်တော်စိုက်ပြီးတော့နှစ်ထည့်မယ်ပေါ့နော်ကျွန်တော်နှစ်ထည့်ပြီးသွားလို့ရှိရင်တော့ဒီတိုင်းပဲဒီအပူပေးတဲ့ခလုံးနဲ့ပဲဒီပေါင်းဒီအလွှေးတဲ့ခလုံးနဲ့ပဲပေါ့နော်ထားလိုက်တာကျွန်တော်တညထားလိုက်တယ်နောက်နေ့မှာဒီလိုအခြေအနေလေးဖြစ်နေပါတယ်တော်တော်လေးကိုစားလို့ကောင်းပါတယ်နောက်ဒီဆက်ပြီးတော့လည်းနော်တော်တော်ပြောမယ်ညင်းနဲ့လည်းလုံးဝမရှိတဲ့အပြင်ရောဒါတော့ကျွန်တော်ဒီဂျပန်ပြည်တွင်းဒီအမေသားတုံးထားတာမဟုတ်ဘူးပေါ့နော်နိုင်ငံခြားလာတဲ့အမေသားကိုတုံးထားတာဖြစ်ပါတယ်တော်တော်လေးကိုဒီဆက်ညံ့ညောပြီးတော့တော်တော်လေးစားလို့ကောင်းပါတယ်အဲ့တော့အမေသားကြိုက်တဲ့လူတွေဆိုလို့ရှိရင်တော့တော်တော်လေးကြိုက်မယ်လို့ထင်ပါတယ်အဆင်ပြေကြပါစေ